2026 ခုနှစ်မြန်မာနိုင်ငံမှာဘယ်စီးပွားရေးတွေအခွင့်အရေးရှိဆုံးလဲ Future Business Myanmar. နိဒာလူတော်တော်များများကမေးကြပါတယ်အခုချိန်မှာဘာစီးပွားရေးလုပ်ရင်ကောင်းမလဲမြန်မာနိုင်ငံမှာအခွင့်အရေးရှိသေးလားငွေသိမ့်မရှိရင်ဘယ်လိုစတင်ရမလဲအဖြေကဟုတ်ပါတယ်မြန်မာနိုင်ငံမှာအခွင့်အရေးတွေအများကြီးရှိနေပါသေးတယ်ဒါပေမဲ့အရင်ခေတ်ကလိုစီးပွားရေးပုံစံတွေနဲ့မဟုတ်တော့ဘူးအခွင့်အရေးတွေက digital technology services နဲ့ knowledge based business ဘက်ကိုပြောင်းလဲလာနေပြီအခွင့်အရေးတစ် A service business automation. 2026 ခုနှစ်မှာ company အများစုက chat အသုံးပြုခြင်းနဲ့ Customer service automation လုပ်ချင်တယ် ego business ထဲထည့်ခြင်းနဲ့ဒါပေမဲ့မလုပ်တတ်ကြသေးဘူးဒီအတွက် A consulting. A training. Chatbot development. Business automation services. တွေကအလွန်ကြီးမားတဲ့အခွင့်အရေးဖြစ်လာမယ်အခွင့်အရေးနဲ့ Digital marketing agency. မြန်မာနိုင်ငံရှိဆွေလုပ်ငန်းအများစုက Facebook သုံးတယ် TikTok သုံးတယ် YouTube သုံးတယ် ဒါပေမဲ့ Marketing strategy မရှိသေးဘူး content မဖန်တီးတတ်သေးဘူးဒီအတွက် Social media management. Content creation. Video production. Advertising services. တွေကဆက်ပြီးကြီးထွားလာမယ်အခွင့်အရေးသုံး Software SaaS business. Company တွေက POS system. Kern system. ERP system. Inventory system. လိုအပ်လာတယ်မြန်မာစနစ်များရဲ့ digital transformation စတင်နေပြီဖြစ်လို့ local SaaS solutions တွေကအခွင့်အရေးကြီးတစ်ခုဖြစ်လာမယ်အခွင့်အရေးလေး Education training business. လူတွေကအဲသင်ခြင်းနဲ့ business သင်ခြင်းနဲ့ Digital skills သင်ခြင်းနဲ့ English သင်ခြင်းနဲ့ coding သင်ခြင်းနဲ့ Online learning industry ကဆက်ပြီးကြီးထွားလာမယ်အခွင့်အရေးငါ E-commerce social commerce. Facebook shops. TikTok shops. Online marketplace. တွေကပိုပြီးကြီးထွားလာနေတယ်အထူးသဖြင့် Health products. Fashion. Food products. Educational products. တွေမှာအခွင့်အရေးများတယ်အခွင့်အရေး6 Business consulting services. SME တွေက strategy. Marketing. Systems. Digital transformation. တိုင်တွေမှာအကြံဉာဏ်လိုအပ်လာတယ် Knowledge based services တွေကအလွန်တန်ဖိုးရှိလာမယ်အခွင့်အရေး9 Content creator economy. YouTube. TikTok. Facebook. Podcast. Newsletter. တို့က business model အသစ်ဖြစ်လာနေပြီ personal brand တည်ဆောက်နိုင်တဲ့သူတွေကအနာဂတ်မှာအခွင့်အရေးကြီးကြီးရရှိနိုင်တယ်မြန်မာနိုင်ငံအတွက် Business success formula. Problem. Solution. System. Technology. Scale. Growth. 2026 ခုနှစ်မှာမလုပ်တဲ့အမှားများ trend ကိုမလေ့လာခြင်း ego မတင်ယူခြင်း digital ကိုလစ်လျူရှုခြင်း customer ကိုမနားထောင်ခြင်း system မတည်ဆောက်ခြင်းလုပ်ငန်းရှင်တိုင်းမေးတဲ့မေးခွန်း9ခုငါဘယ်ပြဿနာကိုဖြေရှင်းနေလဲ customer ဘာလိုအပ်နေလဲ technology ကိုဘယ်လိုအသုံးချနိုင်မလဲအဲကငါလုပ်ငန်းကိုဘယ်လိုကူညီနိုင်မလဲငါနှစ်အကြာမှာဒီလုပ်ငန်းကရှိနေအောင်မလား Final recommendation. 2026 ခုနှစ်မှာအနိုင်ရမယ့်လုပ်ငန်းတွေကအဲကိုအသုံးချတဲ့လုပ်ငန်းတွေ Digital first businesses. Knowledge based services. Business system ရှိတဲ့ company တွေ Content personal brand တည်ဆောက်တဲ့လုပ်ငန်းတွေ မိကုံမြန်မာနိုင်ငံမှာအခွင့်အရေးမရှိတော့ဘူးလို့မထင်ပါနဲ့အခွင့်အရေးတွေပျောက်သွားတာမဟုတ်ဘူးပုံစံပြောင်းသွားတာဖြစ်တယ်ဒီနေ့ပြောင်းလဲမှုကိုလက်ခံပြီးတင်ယူပြီးစတင်တည်ဆောက်တဲ့သူတွေကလာမယ့်9နှစ်အတွင်းအကြီးမားဆုံးအနိုင်ရသူတွေဖြစ်လာပါလိမ့်မယ်